ဒီဗီဒီယိုမှာကျွန်တော်တို့ရေးပေး AI ရဲ့ topic generator ကိုအသုံးပြုနေကိုပြပြမှာဖြစ်ပါတယ်ဆိုတော့ left side bar ထဲမှာရှိတဲ့ topic generator ကိုတွားလိုက်လို့ရှိရင်ကျွန်တော်ဒီအောက်မှာ topic generator screen ပေါ်လာပါလိမ့်မယ်နှစ်ခုရှိပါမယ် topic ရဲ့ host ရဲ့ဖြစ်ပါတယ်အဲ့တော့ဘာကွာလဲဆိုလို့ရှိရင် topics ကကြတော့ဒီကိုနောက်ရေးမဲ့ content ရဲ့ topic ကိုကြိုပြီးတော့မှရှာထားလို့ရတဲ့အပိုင်းဖြစ်ပါတယ် host ကကြတော့အဲ့ဒီ content ရဲ့အရှိပထမဦးဆုံးစာကြောင်းလူတွေစိတ်ဝင်စားအောင်ဘယ်လိုလုပ်မလဲဆိုတဲ့ဟာကိုရှာတဲ့နေရာဖြစ်ပါတယ်เนาะအဲ့တော့ topic ထဲမှာကျွန်တော်တို့အရင်တော့ကိုရှာခဲ့တဲ့ topic တွေရှိရဆိုဒီမှာပြထားတယ်မရှိဘူးဆိုလို့ရှိရင်လည်းကျွန်တော်အခုမှရှာလို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်အရင်ဆုံး topic ကိုယ့်ရဲ့စိတ်ထဲမှာရှိတဲ့ keyword ကိုခိုင်းရေးနေကြ keyword တခုကိုကျွန်တော်တို့ကထည့်ကြည့်လို့ရပါတယ်ဥပမာ YouTube ဆိုပါစို့ကျွန်တော်ဆို YouTube နဲ့ဆိုင်တဲ့အကြောင်းတွေရေးလေးရှိရင်ကျွန်တော် YouTube လို့ရှာပြီးတော့ထည့်လိုက်မယ်အဲဆိုရင်သူက generating topic ဆိုပြီးတော့ခဏဆောင်ပါမယ် YouTube keyword နဲ့ဆိုင်တဲ့ဒီ topic တွေကို10ခုကိုအရင်ဆုံးသူက generate လုပ်ပြီးမှဖြစ်ပါတယ်တခါတလေနည်းနည်းလေးကြာတတ်တယ်ဘာလို့လဲဆိုလို့ရှိရင် AI ကိုတွားပြီးတော့ခေါ်တဲ့အချိန်မှာ AI က response တခါတလေနှိမ့်ရမျိုးရှိတတ်တယ်။ခိုင်တော့လည်းမြန်တယ်ပေါ့နော်။အဲ့တော့ဒီမှာ base niche က YouTube မှာပတ်သက်အရှာဆုံးလဲဆိုတာမင်းနေတော့လား။အဲ့တော့ဒီထဲမှာရှိတဲ့ကိုကြိုက်တဲ့ topic တွေကိုကျွန်တော်တို့ကဒီကနေပြီးတော့ဒီလိုမျိုးကျွန်တော်တို့ select လုပ်လို့ရတယ်ပေါ့နော်။ဒီမှာ save တခါလေးလုပ်လို့ရတယ်။အဲ့တော့ကိုကမကြိုက်ဘူးYouTube မှာထားတော့ perfect ဖြစ်အောင်လုပ်ဖို့ကြိုးစားနေ channel ရဲ့ခက်ခဲလေးပဲဆိုတဲ့ဟာကိုကြိုက်တယ် YouTube channel အများစုဘာလို့မှမမြင်ရလဲကြိုက်တယ်เนาะအဲ့တော့ဒီမှာဆိုပါစို့ဒီသုံးခုကိုကျွန်တော်မကြိုက်ဘူးဒီအောက်ကဟာတွေကိုကြိုက်တယ်ဆိုလို့ရှိရင်ကြိုက်တဲ့ဟာကိုဆက်လက်လုပ်ထားပြီး save လုပ်လိုက်လို့ရတယ်ဒါဆိုရင်ကျွန်တော်တို့ဒီမှာ topic save ဆိုပြီးတော့ကျွန်တော်တို့ရဲ့topic တွေကို save လုပ်ပြီးသားဖြစ်သွားပြီเนาะဒီမှာကြည့်လိုက်မယ်ဆိုလို့ရှိရင် YouTube ဆိုတဲ့ဒီမှာခုနှစ်ခု save ထားတာတွေ့လိမ့်မယ်เนาะအဲ့တော့ topic generate လုပ်ဖို့အတွက်ကိုကျွန်တော်တို့ဒီမှာ topic ကိုဒီမှာ more topic ဆိုပြီးထပ်ပြီးတော့မကြရင်ထပ်ပြီး generate လုပ်လို့ရတယ်နောက်ပြီးတော့လို့ရှိရင်ရှိနေပြီးသားဒီအရင်ရှာဘူးတဲ့ထဲကနေလည်းကျွန်တော်ရှာလို့ရတယ်နော် host ကလည်းအဲ့လိုပဲhost ကကျတော့သူတည်းဒီမှာ for example YouTube လို့ပဲကျွန်တော် host generate လုပ်ခိုင်းလိုက်ပြီဆိုရင် host ကိုလည်းသူ generate လုပ်လို့ရတယ် okay အဲ့တော့ဒီမှာကျွန်တော် YouTube မှာပထမ3နှစ်ကဝင်ငွေ0ကျပ်ပဲရခဲ့တယ်ဒါလေးကြိုက်တယ်ဆိုတော့ကျွန်တော်ဒီမှာတစ်ခါရေး save လုပ်လို့ရတယ်ဟုတ်ဒီမှာရန်ကောင်းတဲ့ hook တွေလာဒါ okay 3ခုလောက်ကျွန်တော်စိတ်လုပ်လိုက်မယ်ဒါဆိုကျွန်တော်ဒီမှာ hook တွေရသွားပြီเนาะအဲ့တော့အဲ့ဒီ hook တွေကိုကျွန်တော်တို့ကတစ်ခါရေး video post စာပြန်တစ်ခါရေးလို့ရတယ်အဲ့တော့ဥပမာကျွန်တော်ဒီ hook တွေကြိုက်တယ်ဆိုလို့ရှိရင် YouTube ဘာဖြစ်အောင် channel ရခက်ခဲလေးပဲအဲ့တော့လူတွေတကယ်လို့ရှင်တဲ့ authenticity ဒီဟာကိုကျွန်တော်ကရေးချင်တယ်ဆိုလို့ရှိရင်ဒီကနေကြိုက်တဲ့post အမျိုးအစားကိုရေးခိုင်းလို့ရသွားပြီဆိုတော့ဒီမှာလည်းဒီလိုပဲ post အောက်မှာဆိုလဲဒီလိုပဲနေနေလို့ရှိရင်ကြိုက်တဲ့ဒီမှာဒါကိုကျွန်တော်ရေးနေဆိုလို့ရှိရင်ကြိုက်တဲ့ short post ကိုတခါရဲခေါ်သွားပြီးရေးလို့ရပြီเนาะ